ကျွန်တော်တို့ကဒီ ULN 2003မှာကျွန်တော်တို့ကဒီမှာ VCC voltage နဲ့ ground နဲ့ကိုကျွန်တော်တို့ကပေးလိုက်မယ်ပေးပြီးတော့ပြီဆိုရင်ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုရင်ဒီ NPN ဒီ transistor ရဲ့ဒီ gate เนาะ gate ကိုလာတဲ့ဒီ positive voltage ကိုကျွန်တော်ကဒီ gate ကိုကျွန်တော်ကဒီ ULN 2003ဒီဘက်အဝင်မှာပေးရမယ် ULN 2003မှာကျွန်တော်တို့ကဒီ1 2 3 4 5 6 9ပင်ဒီ9ပင်ဒီဒါကျွန်တော်တို့ကခိုင်းတဲ့ဖြစ်ပါတယ်ဆိုတော့ဒီ9ပင်မှာကျွန်တော်တို့ကကြိုက်တဲ့ပင်ကိုကျွန်တော်အဝင်ဖို့ပေးလို့ရတယ်သူနဲ့ဓာတ်ရိုက်ထွက်တဲ့ပင်ပေါ့နော်သူနဲ့ဒီလိုဓာတ်ရိုက်ထွက်တဲ့ပင်မှာကျွန်တော်တို့ကဒီ output ကိုပေးရမှာဖြစ်တယ်ဒါမှပဲဒီဘက်ကကျွန်တော်တို့ gate ကဖွင့်ပြီးဆိုရင်ဒီမှာ5 volt ရောက်ပြီဆိုရင်သူ့ရဲ့ဒီတန်းတန်းပင်ကနေပြီး0 volt output ပေးမှာဖြစ်ပါတယ်ဒါ NPN ရဲ့အလုပ်လုပ်ဆောင်ခြင်းနဲ့တူတူပါပဲ